အားလုံးပဲမင်္ဂလာပါ The Justice Way သတင်းဌာနပါဒီကနေ့ဇွန်လ14ရက်နေ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ချောင်းမြို့နယ်စင်မြေကျေးရွာကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးလိုက်တဲ့သတင်းမှာအဲ့ဒီမီးရှို့ဖျက်ဆီးခံရမှုမှာနှစ်ပေါင်း400ကျော်ရှိပြီဖြစ်တဲ့ရှေးအောင်နှီးပြားကြီးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်စစ်ကောင်စီတပ်အားပြီးခဲ့တဲ့ဇွန်လ17ရက်နေ့မှာပဲစကိုင်းတိုင်းချောင်းမြို့နယ်မှာရှိတဲ့စင်မြေကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်အဲ့ဒီမီးရှို့ဖျက်ဆီးမှုအတွင်းညောင်ရမ်းခစ်တဲကတိဆောက်ထားတဲ့နှစ်ပေါင်း400ကျော်ရှိပြီဖြစ်တဲ့ရှေးအောင်နှီးပြားကြီးလည်းပျက်စီးဆုံးရှုံးခဲ့ပါတယ်စင်မြေကျွေးကမီးရှို့ဖျက်ဆီးခံရမှုမှာရှေးအောင်နှီးပြားကြီးအပါဝင်တက်ကြီးရွယ်ကိုတူးလဲတိတ်ဆုံးခဲ့ရတယ်လို့ဒေတာဝင်စစ်ရေးသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်ယူအန်လိုရှာမြန်မာကတော့2021ခုနှစ်ကမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းနေရစွန့်ခွာထွက်ပြေးရတဲ့သူ3.6 တန်းကျော်ရှိတယ်လို့ပြောဆိုထားပြီးတော့ data for မြန်မာကလည်းပြည်သူနေအိမ်ပေါင်း3,200,000ကျော်ကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားတယ်လို့ပြောပြထားပါတယ်နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့မူဆယ်မြို့မှာရှိတဲ့ပြည်သူ့စစ်အဖွဲ့နဲ့တရုတ်တွေကြားဖြတ်တဲ့မွေးစီရောင်းဝယ်တဲ့နေရာတစ်ခုကိုစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေဝင်ရောက်စီးနင်းနေဆိုတဲ့သတင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာရှိတဲ့ပြည်သူ့စစ်အဖွဲ့တွေနဲ့တရုတ်နိုင်ငံသားတွေပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတဲ့ကြားဖြတ်တဲ့မွေးစေဝါရောင်းဝယ်တဲ့နေရာတစ်ခုကိုစစ်ကောင်စီတပ်နဲ့စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ကဒီကနေ့မနက်ပိုင်းမှာပဲဝင်ရောက်စီးနင်းလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီဖမ်းဆီးမှုမှာဟိုနားရက်ကွက်ကွမ်ဖျားเจ้าကြီးမှာရှိတဲ့83လုံးဘာဘီကျူးဆိုင်ပေါ်တက်မှာရှိတဲ့အဆောက်အုံတစ်ခုကိုပြစ်မှတ်ထားပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ဒေသခံတို့ရဲ့ပြောကြားချက်အရတော့ပြည်သူ့စစ်ဘက်ကညှိနှိုင်းဖို့ကြိုးစားခဲ့ပေမဲ့လက်ရှိတာဝန်ယူနေတဲ့စစ်ကောင်စီတပ်ဘက်ကဗျူဟာမှုကလက်ကျူခဲ့ပြီးနောက်မှာအခုလိုဖမ်းဆီးစီးနှင်းမှုတွေကိုလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့လူကုန်မှုပွဲသားတွေကတရုတ်နိုင်ငံဘက်ကိုပို့ဆောင်မှုလူများပြားကိုချုံနှောင်ထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အတွက်သက်ဆိုင်ရာအဖွဲ့တွေကလိုက်လံရှာဖွေဖမ်းဆီးမှုတွေတိုးမြင့်လှုပ်ဆောင်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်အလားတူပြီးခဲ့တဲ့မေလ28ရက်နေ့ကလည်းမူဆွေမြို့စမ်းစော်ရက်ကမှာရှိတဲ့နေတလုံးမှာရှိတဲ့ online လောင်းသားလုပ်ငန်းကိုလုပ်ကိုင်နေတယ်လို့ဆွဆွဲခံရတဲ့တရုတ်နိုင်ငံသား9ဦးနဲ့မြန်မာနိုင်ငံသား23စုစုပေါင်း28ဦးကိုစစ်ကောင်စီတပ်ဘက်ကဖမ်းဆီးခဲ့ပြီးဘုံတွေကွန်ပျူတာတွေ laptop တွေနဲ့Power Station နဲ့ Wi-Fi စက်တွေနဲ့ Battery ဆိုင်က5စီးကိုသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်ဒီကိစ္စတွေကအမေရိကန်အစိုးရကနေကြားဖြတ်တိုက်ဖြတ်ရေးစတင်လုပ်ကိုင်လာတဲ့အချိန်ကစပြီးတော့စစ်ကောင်စီတပ်ကမြောက်ရီမျိုးနယ်နဲ့နယ်နယ်ရက်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုဟန်ပြနှိမ်နှင်းတာသာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေဘက်ကပြောပါတယ်နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ပြည်သူတွေနေတွေကိုမီးရှို့ဖျက်ဆီးပြီးအောင်ပွဲခံနေတဲ့စစ်ကောင်စီတပ်တွေရဲ့ရုပ်သံမှတ်တမ်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်သူတွေရဲ့နေတွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့အောင်ပွဲခံနေတဲ့ရုပ်သံမှတ်တမ်းတစ်ခုလူမှုကွန်ရက်ပေါ်မှာကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပါတယ်ပြန့်နှံ့လာတဲ့ရုပ်သံမှတ်တမ်းထဲမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကနေမီးလောင်ကျွမ်းနေတဲ့မြင်ကွင်းကိုကိုယ်တိုင်ရိုက်ကူးပြီးတော့ဂုံယူတဲ့သဘောနဲ့ပြောဆိုနေတာကိုတွေ့နေရပါတယ်ကျေးရွာတွေနဲ့ရသားပိုင်ပစ္စည်းတွေမီးရှို့ဖျက်ဆီးခံနေရတဲ့ဖြစ်စဉ်တွေအများအပြားရှိမှလည်းရှိခဲ့မှုပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော်လိုင်းပတ်တွေကဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဖုန်းတွေထဲမှာရသားနေတွေကိုမီးရှို့ဖျက်ဆီးတာရသားတွေကိုတပ်ဖြတ်ပြီးမှတ်တမ်းတင်ဗီဒီယိုရိုက်ကူးတာတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေအများပြားတွေ့မြင်ပြီးတော့သိမ်းဆည်းနိုင်ခဲ့ပါတယ်ခုတစ်ခါမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းတွေကတစ်ခုကိုရရှိထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီရုပ်သံမှတ်တမ်းဟာဘယ်နေရာဘယ်ဒေသမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရသားနေတွေကိုမီးရှို့ပြီးရိုက်ကူးခဲ့တယ်လဲဆိုတာကိုတော့အတည်ပြုချက်မရရှိသေးပါဘူးဒီနေ့ Justice Way သတင်းဌာနရဲ့ထူးခြားတဲ့သတင်းတွေတင်ဆက်လို့ပြီးပါပြီကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ